အဲ့တော့အခုယောဂီတွေကိုဦးဇင်းကဘုဒ္ဓတာပြောပြချင်တာကဂုံတော်ပွားဖို့မနေ့ကလည်းတိုက်တွန်းတယ်နော်ဘာပွားဖို့လဲအဲ့ဒီဂုံတော်ကယောဂီတွေပွားကြည့်ကြည့်ပါအင်မတန်အကျိုးများလို့ပြောတာအင်မတန်ပါတယ်လေဗုဒ္ဓနုတ္တိလို့ခေါ်တယ်ပါတယ်လေကမ္မထန်40ရှိတယ်ကမ္မထန်40မှာဗုဒ္ဓအနုတ္တိကကမ္မထန်တို့ရဲ့အဥအဆွန်းနဲ့ကမ္မထန်တို့ရဲ့ပါတယ်လေဒါအထာဂရဆရာကတအားချီးကျူးတယ်အထာဂရဆရာလေအဲ့တော့ဒီကျမ်းပြုတဲ့အထာဂရဆရာတွေကဗုဒ္ဓနုတ္တိကတအားအကျိုးများတယ်တဲ့လောကီမှာလည်းအကျိုးများတယ်လောကုတ္တရာမှာလည်းအကျိုးများတယ်တဲ့လောကီမှာလည်းအကျိုးများပါတယ်လောကုတ္တရာမှာလည်းအကျိုးများပါတယ်ဗျာဦးဇင်းကဗုဒ္ဓနုတ္တိအရင်ပွားလေးပွားတာမရှိဘူးဦးဇင်းပင်တိုင်ကမ္မထံကမေတ္တာကမ္မထံနဲ့နေစဉ်ကိုတတိကတ်တဲ့ကမ္မထံနောက်ဗုဒ္ဓနုတ္တိကိုဘယ်တော့ပွားဖြစ်လဲဆိုတော့ဖောက်ဆရာတော်ဘုရားကြီးကြားဘူးတယ်နော်ဖောက်ဆရာတော်ကြီးမကြားဘူးလားဖောက်ဆရာတော်ကြီးကမေတ္တာကမ္မထံရှိမှဗုဒ္ဓနုတ္တိထည့်စမ်းပါအောင်ဆိုတာနဲ့အဲ့ဒီဗုဒ္ဓနုတ္တိကိုဦးဇင်းနောက်ပိုင်းပွားဖြစ်တယ်တရက်ကို8000 1000ပုံမှန်ပွားတယ်အခုဆိုလို့ရှိရင်ဝါတွင်းဆိုရင်တော့တရက်ကို1000ခွဲ18000ပွားတာပေါ့နော်တရားကောင်းကြီးတွေအဲ့တော့ဦးဇင်းဘယ်သွားကားစီးလဲအဲ့ဒါဦးဇင်းဂုံတော်လေးပွားသွားတယ်ဟိုလေရင်စီးလဲလေရင်ကတနိုင်ခွဲကြတယ်တနိုင်လောက်ဆိုရင်တော့ဂုံတော်1000လောက်ပေါ့တနိုင်ခွဲလောက်ဆိုတော့ဂုံတော်1000ခွဲလောက်ပွားဂုံတော်လဲပွားပြီးတော့လေရင်လဲမြေပြင်မှာဆင်းလာပြီဟောချမ်းသာလိုက်တာယောဂီတွေအဲ့တော့ဦးဇင်းကအမြဲတမ်းဒီမှာ29လုံးလေးကြိုင်တာယူသွားဒါလေးနဲ့ပဲဂုံတော်ပွားအရင်တော့ပတိမကြိုင်ပါဘူးဦးဇင်းဝိပဿနာအတန်တာဟုတ်ဝိပဿနာအတန်တယ်အဲ့တော့နောက်ပိုင်းကျတော့ဖောက်ဆရာတော်မိတ်ကြတဲ့ဦးဇင်းကဒီ29လုံးပတိရတော့ကားစီးခြင်းလေရင်စီးတဲ့ခြင်းဒါလေးနဲ့ကိုယ်ဆောင်မှာကိုယ်ဆိုရင်တော့တရားရှလုံးဂုံတော်လေးပွားတယ်ပေါ့အရင်တော့ဝိပဿနာအတန်တော့ပတိတွေလည်းဦးဇင်းသိမသုံးအခုနောက်ပိုင်းတော့ဒါဆရာသမားတွေလည်းများများဆုံးမတော်မူတော့ဗုဒ္ဓနုတ္တိပွားတဲ့ချိန်မှာဒီလိုဂုံတော်လေးဦးဇင်းပွားလေးပွားတာရှိနော်တော်ကောင်းကြီးတွေဒီမှာလည်းတော်ကောင်းတွေကိုစိတ်နဲ့ပွားစေချင်တယ်စိတ်နဲ့ပါတယ်လေဘာအနုတ္တိလဲဗုဒ္ဓနုတ္တိဘာအနုတ္တိလဲအဲ့ဒီဗုဒ္ဓနုတ္တိထဲမှာလည်းဦးဇင်းကအရဟံဂုဏ်တော်ပွားဖို့တိုက်တွန်းတယ်လေမိမိတို့ရတဲ့ဂုဏ်တော်9ပါးပွားချင်လည်းရပါတယ်ဦးဇင်းကတော့ကိုယ်နိုင်ကအရဟံဂုဏ်တော်ပွားလို့ယောဂီတို့အရဟံဂုဏ်တော်ပွားပါလို့ပြောတာမှတ်မိမလားဗျအဲ့တော့ဒီဗုဒ္ဓနုတ္တိကိုကမ္မထမ်းရဲ့အဥအစွန်းဆိုတာတခြားမဟုတ်ပါဘူးယောဂီတွေအခုတော်ကောင်းတို့ဦးဇင်းတို့တရားနှလုံးသွင်းတဲ့အချိန်မှာတမာရိရဖို့အတွက်ကြိုးစားတော့မာဘောဓိမေဆရာတော်ကြီးကဗာမိတ်တယ်လေဘောဓိမေဆရာတော်ကြားဘူးတယ်နော်ဘောဓိမေဆရာတော်မိတ်တဲ့စကားကဥပမာပေါ့အခုဒီမှာဒီဓမ္မယုံကြီးမှာမနေ့ကယောဂီတွေတဖွဲရောက်လာပြီးဒီမှာတရားထိုင်ဖို့ဒီမှာကြနနဒီကဆရာတော်ဘုရားကြီးရဲ့တောင်းဝန်ပေးတော်မူချက်အရဒီမှာရှိတဲ့ဝေယဝဆကုသိုလ်ရှင်တွေကတန်ရှင်းတွေကြိုဝင်ထားတယ်ဟောထိုင်ဖြာနေရာလေးတွေလှုပ်ထားပေးတယ်မလှုပ်ထားဘူးလားတော်တော်ကောင်းတို့ဒီမရောက်ခင်ရှေ့တပတ်လောက်3ရက်လောက်ကြိုပြီးတော့မှဒီမှာတန်ရှင်းတွေမလှုပ်ထားဘူးလားတန်ရှင်းလို့ဒီမှာကြာကျနနခေါ်စောလေးတွေခင်းချင်းပြီးတော့ထားတော့ယောဂီတွေလာတော့စိတ်ထဲမှာတန်ရှင်းနေတာပဲချမ်းသာလိုက်တာစိတ်ကလေးမဖြစ်ဘူးလားအဲ့ဒီဥပမာပဲဒီစိတ်တန်တာမှာရှိတဲ့အမိုက်တရားတွေကိုဂုံတော်ဆိုတဲ့တပည့်စီနဲ့ရှင်းထုတ်လိုက်ပါတယ်မိမိစိတ်တန်တာမှာရှိတဲ့အမိုက်တရားကိလေသာအညစ်အကြေးတွေကိုဂုံတော်ဆိုတဲ့တပည့်စီနဲ့ရှင်းထုတ်တယ်ဘာတပည့်စီနဲ့လဲအဲ့ဒီလိုရှင်းထုတ်ပြီးသွားပြီဆိုလို့ရှိရင်မေတ္တာဆိုတဲ့ကော်ဇောကိုခင်းထိုင်တယ်မေတ္တာဆိုတဲ့ကော်ဇောကိုပြောချင်တာမေတ္တာပို့ပါတဲ့ဘာပို့ပါလဲဘယ်နှချက်လဲဂုံတော်ဆိုတဲ့တပည့်စီနဲ့ကိလေသာညစ်ကြေးကိုရှင်းထုတ်တဲ့ဗောဓိမေဆရာတော်ကြီးကမေတ္တာဆိုတဲ့ကော်ဇောကိုခင်းထိုင်တဲ့ဟုတ်တာပေါ့အဲ့ဒီနှစ်ခုလုံးကိုစိတ်ကရှင်းသွားပြီအဲ့ဒီချိန်မှာရှုမှတ်တဲ့တမာတိကအထိုက်ရောက်လေးတီးလာမယ်အာနာပါနရှုရင်နဲ့တမာတိလည်းတီးရောဝိပဿနာဉာဏ်လေးလူတာအဆင်ပြေသွားပြီအဲ့ချိန်မှာပရမတ်စစ်ဓာတ်နှစ်တွေတွေ့တော့မယ်ပရမတ်အစစ်ဓာတ်နှစ်တွေတွေ့တော့မယ်မမိမလားဗျနားမရှုပ်ဘူးနော်အဲ့လိုဆိုဘာအနုတ္တိပွားမယ်အရင်ဆုံးဗုဒ္ဓနုတ္တိဘာအနုတ္တိလဲ
အထာဂရဆရာကဥပမာပေးတာတအားကောင်းတယ်ဒီဗုဒ္ဓနုတ္တိကိုဘာဥပမာပေးတယ်လဲဆိုတော့သူကဗုဒ္ဓအနုတ္တိဟာပပဲဖို့ကမ္မထံနဲ့တူတယ်တဲ့ဘာကမ္မထံရထဲရွာထဲမှာအသုံးပြုတဲ့ဓာလန်လက်နဲ့ပေါက်တူးပေါက်ပြားမရှိဘူးလားအဲ့ဒါလေးတွေအသုံးပြုပါများလာရင်မတုံးသွားဘူးလားဓာသွားတွေပဲ့မသွားဘူးလားပဲ့သွားတော့ယောဂီတို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီတုံးသွားတဲ့ပဲ့သွားတဲ့ဓာလန်ပေါက်တူးပေါက်ပြားတွေကိုပပဲဆရာရှိသွားအရတယ်ဘုသူရှိသွားအရဟောပပဲဆရာကမိကြီးရဲထဲမှာတုံးသွားတဲ့ဓာလန်လက်နဲ့ပေါက်တူးပေါက်ပြားတွေထက်ရဲနေအောင်မိဖုတ်ပြီးပြီဆို10ပေါင်တူနဲ့သူကလိုသလိုစီမံတယ်ထုပြီးတော့မှမစီမအောင်လားသူချိန်ထားတဲ့ရက်ရောက်တော့ကိုယ်လည်းသွားရွေးပြီးမှအိမ်တယ်လာပြီကိုအသုံးပြုတဲ့ခါကျတော့အရင်တော့အတုံးလားထက်မြက်လားထက်မြက်ဆိုတော့ခရီးမတွင်ဘူးလားအဲ့ဒီဥပမာပဲတဲ့တရားဘာဝနာအလုံးအားထုတ်တဲ့အချိန်မှာတခါညံနေရလေးနေတတ်တယ်ညံနေထိုင်းနေတတ်တယ်အဲ့ဒီအချိန်မှာပပဲဖို့ကမ္မထမ်းနဲ့တူတဲ့ဗုဒ္ဓအနုတ္တိကိုပွားထားတဲ့ယောဂီကညံနေဟာထက်လာတယ်တဲ့ညံနေကဘာဖြစ်လာလဲနားရှုပ်သွားပြီလားဗျအဖွားဒီနားလဲတယ်နော်နားလဲတယ်အဲ့တော့ဗုဒ္ဓနုတ္တိပွားပြီးဘာနုတ္တိလဲဗုဒ္ဓနုတ္တိကိုဦးဇင်းပြောတယ်လေတရားထိုင်တိုင်းဘယ်နှမိနစ်အရင်ပွားမလဲတခါရှုမကောင်းရင်နိုင်ဝက်ပွားပလိုက်ဘာမှမဖြစ်ဘူးမကောင်းလားဦးဇင်း2020ကဗုဒ္ဓဂါယာရောက်တယ်အိန္ဒိယနိုင်ငံလေရက်တရာနေတယ်ဘောဓိပင်အောက်မှာရက်ပေါင်း80တရားထိုင်တော့3ရက်တိဦးဇင်းဝိပဿနာမရှိဘူးဘာပဲလုပ်နေလဲဗုဒ္ဓနုတ္တိနဲ့မေတ္တာကြီးပဲထိုင်ပို့နေတယ်အရင်မိတ်ဖွဲ့ရတာဗောဗျာအရင်ဘာလုပ်ရတာလဲဘာနဲ့မိတ်ဖွဲ့ရလဲမေတ္တာနဲ့မိတ်ဖွဲ့ရတာဘာနဲ့မိတ်ဖွဲ့ရတာလဲအဲ့ဒီအိန္ဒိယနိုင်ငံဘောဓိပင်အောက်မှာဖယားကိုမိတဲ့နတ်တွေဆိုတာရှိနိုင်တယ်လေကိုယ်သာမမြင်နိုင်တာနော်အဲ့ဒီမှာဖယားမိတဲ့နတ်တွေရှိတယ်သူတော်ကောင်းနတ်တွေလည်းရှိမယ်မိစ္ဆာနတ်တွေလည်းရှိနိုင်တာပဲမမြင်တဲ့ဝိညာဉ်တွေရှိနိုင်တယ်လေအဲ့တော့သူတို့ဦးဇင်းတော်ဘာမေတ္တာပို့ရတယ်ဘာလို့ရလဲမေတ္တာပို့ဟုတ်ပြီကျင့်နှပ်ပြီး3ရက်တိဂုဏ်တော်မေတ္တာပွားပြီးပြီဆိုတော့ကိုရတဲ့ကုသိုလ်တွေနေ့စဉ်အမျှဝေပြီးပြီဆိုမှအဲ့ဒီမှာရပ်ပေါင်း80တိဦးဇင်းတရားထိုင်နော်တော်ကောင်းကြီးတွေအဲ့တော့အဲ့ဒီလိုပေါ့ဗျာဂုဏ်တော်တို့မေတ္တာတို့ဆိုတာကဒါစရဏတရားတွေဘာတရားတွေလဲအဲ့ဒီစရဏဖြည့်ခြင်းရတယ်ဗျစရဏတရားဘာလဲလဲအဲ့ဒါတွေဖြည့်ခြင်းအားကောင်းမှဟိုဘက်မှာဝိပဿနာဝိဇ္ဇာဆိုတာတွဲလိုက်တော့ဝိဇ္ဇာစရဏဖြတ်မှာလေဘာစရဏလဲမမီမလားဗျအဲ့လိုဆိုရင်နုတ္တိပွားရင်ဘာတွေထက်မှာလဲရဲပြောပါဘာထက်မှာလဲဒါနလက်နဲ့ပေါက်တူးပေါက်ပြတဲ့အသုံးပြုပါများရင်တုံးသွားတော့ဘယ်ကိုပို့ရတာလဲပပဲကိုပို့ရတယ်လို့ပဲပပဲဆရာကမိကြီးရဲတဲ့ထည့်ပြီးတော့မှ10ပေါင်တူနဲ့အဲ့ဒီတုံးသွားတဲ့ပဲ့သွားတဲ့ဓာလန်လက်နဲ့ပေါက်တူးပေါက်ပြတွေကိုလိုသလိုထုရိုက်ပြီးမှစီမံတယ်လို့ယောဂီတို့ဥစဉ်တွေဒီဉာဏ်နေထက်မြက်ဖြစ်ဖို့ဗုဒ္ဓအနုတ္တိပွားပြီးအဲ့ဒီဗုဒ္ဓအနုတ္တိကဝိပဿနာအားထုတ်တဲ့နေရာမှာအကျိုးကျေးဇူးပြုတယ်လို့လောကီမှာလည်းစီးပွားရေးကြီးပွားရေးတွေမှာအထွတ်ထိပ်ကိုမြန်ရောက်တယ်တဲ့အထွတ်ထိပ်ကိုပါတယ်လေဦးဇင်းပြောသလိုသာများပွားပြီးပါတယ်လေတခုကိုစီးပွားရေးတိုးတက်ချင်လို့ပွားတာမျိုးတော့မဖြစ်စေနဲ့ပေါ့ဖယားကိုကြည်ညိုတဲ့စိတ်နဲ့ပွားဗျဖယားကိုပါတယ်လေဖယားကိုကြည်ညိုတဲ့စိတ်နဲ့ပွားတော့စိတ်ကတန်ရှင်းလာတယ်စိတ်ကတန်ရှင်းကြည်လင်လာတော့ယောဂီစိတ်ထဲမှာဖြစ်ချင်တဲ့ကိစ္စအကုန်လုံးလိုက်ဖြစ်ရအကုန်လုံးပါတယ်မမီမလားပဲအဲ့ဒါဆိုဘာအနုတ္တိပွားမလဲဗုဒ္ဓအနုတ္တိဘာအနုတ္တိလဲအဲ့ဒါကိုဘာကမ္မထမ်းနဲ့ဥမာပေးတယ်ပပဲဖို့ကမ္မထမ်းပြောကြည့်ပါငိုက်သွား